まだ話していないね、まだ話さない。ဘာကွာလဲကျွန်တော်ဒီလိုကြည့်သွားရအောင်ကျွန်တော်ကတော့ပန်းတန်တာဂျပန်ဘာသာအထူးလေ့ကျင့်တဲ့နန်းကျောင်းမှာဂျပန်ဘာသာကိုလေ့ကျင့်ပေးနေတဲ့ trainer ဝင်လေးတွေဖြစ်ပါတယ်まだていないဆိုတာကမြန်မာလိုပြန်ရင်မရသေးဘူးဥပမာまだ話していないမပြောပြရသေးဘူးまだ食べていないမစားရသေးဘူးသူ့ရဲ့သဘောလေးကတော့စားတော့စားခြင်းနဲ့ဒါမှမဟုတ်စားတဲ့နာသူသိတယ်ဒါပေမဲ့သူ့မှာအချိန်မရသေးတာစားဖို့အတွက်အဆင်မပြေသေးဘူးဆိုတဲ့သဘောまだないဆိုတာကကြတော့မသေးဘူးဥပမာまだ話さないမပြောပြသေးဘူးまだ食べないမစားသေးဘူးသူကကြတော့စားဖို့အတွက်အချိန်ကတော့ရတယ်အချိန်လေးတွေကလည်းအဆင်ပြေတယ်ဒါပေမဲ့စားခြင်းနဲ့ဆန္ဒမရှိသေးတဲ့အတွက်မစားသေးたအဲ့လိုသဘောလေးတွေရှိပါတယ်ဆက်ကြည့်လိုက်အောင်留学のことをもう家族に話しましたか留学手続きで忙しいのでまだ話していないですဒီစာကြောင်းမှာသူကပညာတော်သင်သွားမယ့်အကြောင်းကိုမိသားစုကိုပြောတော့ပြောပြခြင်းနဲ့ဒါပေမဲ့ကျောင်းဝင်ဖို့လုပ်နေတာတွေနဲ့ရှုံနေလို့မပြောပြဖြစ်သေးတာဆက်ပြီးတော့留学のことをもう家族に話しましたか行くかどうか迷っているのでまだ話さないですဒီအချိန်လေးမှာကြတော့ပြောပြဖို့ကအချိန်ကတော့ရတယ်ဒါပေမဲ့တွေ့ဝင်နေလို့မပြောပြခြင်းသေးလို့မပြောပြသေးတာကျွန်တော်လည်းအတူလေ့ကျင့်ကြည့်အောင်မဝယ်ရသေးဘူးまだ買っていないですမဝယ်သေးဘူးまだ買わないですမစားရသေးဘူးまだ食べていないですမစားသေးဘူးまだ食べないですမလုပ်ရသေးဘူးまだやっていないですမလုပ်သေးဘူးまだやらないですမရေးရသေးဘူးまだ書いていないですမရေးသေးဘူးまだ書かないですဒါမျိုးလေးလေ့ကျင့်ကြည့်ကြပါခင်ဗျာကျွန်တော်ကတော့လွန်ခဲ့တဲ့9နှစ်ကမေစာဆန်းစစ်စီမှာ N5 ကနေ N2 အထိကိုသင်ယူပြီး2019ကနေအခုချိန်ထိပန်းတန်တာကျောင်းမှာဂျပန်ဘာသာစကားကိုလေ့ကျင့်သင်ကြားပေးနေပါတယ်ခင်ဗျာ